ကဲရန်ကုန်မှာတော့ငလျင်ကလှုပ်သွားပါပြီလို့ရန်ကုန်အလုံးမှာမင်းတို့နေတဲ့စီမှာလှုပ်သွားတာဖြစ်ပါတယ်ကဲရန်ကုန်မြို့ဘယ်နေရာတွေမှာလှုပ်ကြသေးလဲပြောခဲ့ကြအောင်နော်ဒီကနေ့တင်ဆက်ပေးချင်တာကတော့ကျမတို့နိုင်ငံသူနိုင်ငံသားတိုင်းရဲ့အသက်နဲ့တိုက်ရိုက်သက်ဆိုင်နေတဲ့ကိစ္စပါစိုးရင်တကြီးဖြစ်ဖို့ထက်တည်တည်ချာချာသိရှိနားလည်ပြီးကြိုတင်ပြင်ဆင်မှုအရေးကြီးတဲ့ငလျင်အန္တရာယ်အကြောင်းပဲဖြစ်ပါတယ်အထူးသဖြင့်ငလျင်ခံမှန်သုံးသပ်တဲ့ပညာရှင်တဦးရဲ့လက်တလုံးထုတ်ပြန်ချက်တွေကိုအခြေခံပြီးမြန်မာနိုင်ငံရဲ့လက်ရှိငလျင်အန္တရာယ်အခြေအနေတွေကိုတင်ပြပေးသွားမှာပါအဆိုပါငလျင်ကျွမ်းကျင်ပညာရှင်ကလွန်ခဲ့တဲ့6လကျော်မတ်လ28ရက်နေ့ကလှုပ်ခဲ့တဲ့7.57 စကိုင်းမန္တလေးငလျင်ကြီးနောက်ပိုင်းအခြေအနေတွေကိုဒီကထားပြီးပြောပြထားပါတယ်။အဲဒီမှာသူအရန်လေးထားပြီးပြောထားတဲ့စကားတစ်ခွင်ရှိပါတယ်။အဲ့ဒါကတော့ငလျင်ကြီးတစ်ခုဟာဇက်သိမ်းမဟုတ်ပဲ။နောက်ထပ်ဇက်လန်းတွေရဲ့ညီတန်းဖြစ်တတ်တယ်ဆိုတာပါပဲ။ငလျင်လှုပ်လိုက်ရင်အားလုံးပြီးသွားပြီလို့ကျမတို့အလွယ်ပြောကြတာပေါ့နော်။တကယ်တော့မဟုတ်ပါဘူးတဲ့ရှင်။ 7.7 ငလျင်ကြီးကထွက်လာတဲ့စွမ်းရည်နေဟာအဲ့နေရာမှာတင်ပျောက်ကွယ်မသွားပဲဖီအားလာရဲ့ပြေသူ့ရဲ့ဘေးနားမှာရှိတဲ့မလုံသေးတဲ့ပြည့်ရွေ့အပိုင်းစားတွေစီကိုကူးပြောင်းသွားတယ်လို့ဆိုပါတယ်။ဒီဖြစ်စဉ်ကိုသိပ္ပံပညာရှင်တွေကတော့ clone stress transfer လို့ခေါ်ကြပါတယ်။နားလည်လွယ်အောင်အရက်စကားနဲ့ပြောရမယ်ဆိုရင်တော့ spring တစ်ခုကိုအားကုန်ဆွဲလိုက်လို့ဖြစ်သွားပြီဆိုရင်အဲ့ဒီဘေးနားက spring တွေကပိုပြီးတင်းလာတယ်လို့မျိုးပေါ့။တနေရာမှာငလျင်ကြီးလှုပ်လိုက်လို့ထွက်လာတဲ့စွမ်းအင်ကဘေးနားကပြည့်ရွေ့ကြောတွေကိုဝန်းပိသွားစေပြီးအဲ့ဒီနေရာတွေရဲ့မူလဖိအားတွေကိုပိုပြီးမြင့်တက်သွားစေတာပါပဲ။ဒါကြောင့်မလို့ဒီနောက်ဆက်တွဲလှုပ်ရှားမှု data တွေအရအနေအဆင့်မြင့်တက်လာတဲ့နေရာ၃ကိုကျမတို့ကအထူးဂရုစိုက်ဖို့လိုပါတယ်ရှင်။ဇုံတစ်ကတော့အမြင့်ဆုံးဦးစားပေးပါ။အဲ့ဒါကတော့စကိုင်းပြည့်ရွေ့တောင်ပိုင်းပဲခူးအပိုင်းနဲ့ရန်ကုန်မြို့ပါ။ဒီဇုံကတော့လက်ရှိကျမတို့နိုင်ငံမှာအစိုးရအားဆုံးနေရာအဖြစ်သတ်မှတ်ထားတာကိုတွေ့ရပါတယ်။ဘာလို့လဲဆိုတော့တမိုင်းဝင်ငလျင်ကွက်လက်ကြောင်မှာပဲခူးအပိုင်းဟာ1930ပြည့်နှစ်က 7.4 ငလျင်လှုပ်ပြီးကတည်းကဆိုရင်အခုထိတိုင်95နှစ်ကြာတိုင်အောင်အင်အားပြည့်ငလျင်ကြီးထပ်မလှုပ်သေးတဲ့ကွက်လက်ဖြစ်နေလို့ပါပဲနှစ်ပေါင်း100နီးပါးစုဆောင်ထားတဲ့ဖိအားတွေကတော်တော်လေးစုပုံနေပါပြီမတ်လ28ရက်နေ့ကငလျင်ကြီးရဲ့စွမ်းရည်တွေဟာတောင်ဘက်ကိုဆက်ပြီးတွန်းပို့လိုက်တဲ့အခါဒီပဲခူးအပိုင်းမှာနောက်ထပ်ဖိအားတွေပိုပြီးမြင့်တက်လာစေခဲ့ပါတယ်ပိုပြီးကျင်းလာတယ်ပေါ့ရှင်ဒီအပိုင်းဟာတစ်ချိန်နဲ့ကျိုးပြတ်ခဲ့ရင်ပြင်းအား 7.0 ကနေ 7.5 ဝန်းကျင်ငလျင်ကြီးဖြစ်ပေါ်လာနိုင်ခြေရှိရလို့ပညာရှင်တွေကသုံးသပ်ထားပါတယ်။ပဲခူးတိုင်းကပဲခူးဖျားကြီးဒိုင်ဦးဝေါ်စားတဲ့မြို့တွေဟာပြည့်ရွေ့ကျုံနဲ့အရန်နီးလို့သတိထားရပါမယ်။ရန်ကုန်မြို့ကတော့အထူးသတိထားရပါမယ်။အရှိပိုင်းဒေသတွေဥပမာတငင်းရွှေပြည်သာဘက်ကပြည့်ရွေ့ကျုံနဲ့နီးလို့တုန်ခါမှုပြင်းထန်နိုင်တယ်။မြို့လယ်နဲ့အနောက်ပိုင်းလှန်သာယာအင်းစိန်တို့ကတော့မြေသားပြိုပြားမှုအန္တရာယ်နဲ့ငလျင်လိုင်းချဲထွင်မှုကြောင့်ပျက်စီးဆုံးရှုံးမှုကအလွန်ကြီးမားနိုင်တယ်လို့ဆိုပါတယ်။ဒါကြောင့်မလို့ကျမတို့ဟာစကိုင်းပြည့်ရွေ့တောင်ပိုင်းကိုလက်တလောကာလအတွက်မြန်မာနိုင်ငံရဲ့အန္တရာယ်ရှိဆုံးဖြစ်သတ်မှတ်ပြီးပြင်ဆင်မှုတွေလုပ်ဖို့မဖြစ်မနေလိုအပ်နေပါပြီလို့အလေးနဲ့တိုက်တွန်းချင်ပါတယ်။ဇုံနှစ်ကတော့ဒုတိယဦးစားပေးပါ။7.7 ငလျင်ကြီးရဲ့ဖိအားကူးပြောင်းမှုဟာအရှိဘက်ကလျက်ရှိရဲ့ရှမ်းကုန်းမြေမြင့်ပေါ်တွေကပြည့်ရွေ့ကျိုးတွေပေါ်ကိုလည်းတွားပြီးတက်ရောက်ခဲ့ပါတယ်တဲ့။ဒါကြောင့်ဒီဇုံတစ်ခုလုံးမှာလည်းအန္တရာယ်အဆင့်တက်လာပါတယ်။အထူးသတိထားရမယ့်ပြည့်ရွေ့တွေကတော့တောင်ကြီးရက်ဆောက်စကိုင်းပြည့်ရွေ့နဲ့ညီတဲ့ကြောက်တန်းပြည့်ရွေ့တွေပါပြီးတော့ပြည်ဦးလွင်ကြောက်စဲဝမ်းတွင်နေပြည်တော်နားတစ်ဝိုက်ကရှမ်းတောင်တန်းပြည့်ရွေ့ပါစစ်တမ်းတွေအရဒီရှမ်းတောင်တန်းပြည့်ရွေ့တစ်လျှောက်မှာမြင့်ငယ်ပန်းလောင်စားတဲ့အပိုင်းတွေမှာအန်3ကနေအန်5ထိလှုပ်ရှားမှုလေးတွေရှိနေတာကိုလည်းဒေတာတွေအရတွေ့နေရတယ်လို့ဆိုပါတယ်ဒါကြောင့်မန္တလေးနဲ့နေပြည်တော်အရှိချမ်းကနေရှမ်းပြည်နယ်ကမြို့ကြီးများအထိမပေါ်စာပဲပြင်ဆင်မှုတွေလုပ်ဖို့လိုအပ်နေပါပြီရှင်နောက်ဆုံးအနေနဲ့တတိယဦးစားပေးအဖြစ်သတိထားရမယ့်နေရာကတော့ကျမတို့ရဲ့အနောက်မြောက်ပိုင်းစကိုင်းတိုင်းအထက်ပိုင်းချင်းပြည်နယ်ပါဒီမှာဘာထူးခြားလဲဆိုတော့မြေအောက်နဲ့80ကနေ110ကီလိုမီတာလောက်မှာနှက်ဆိုင်တဲ့ငလျင်တွေဇက်တိုက်လှုပ်နေတာကိုတွေ့ရပါတယ်ဒါကဘာကိုပြလဲဆိုတော့အိန္ဒိယကြောက်ထုချက်ကမြန်မာကြောက်ထုချက်အောက်ကိုထိုးဝင်နေတဲ့စက်တချင်းစုံတဲ့လှုပ်ရှားမှုတွေပါဒီစုံဟာအတိတ်က 7.5 ပလက်နှက်ဆိုင်တဲ့ငလျင်ကြီးတွေလှုပ်ခဲ့ပြီးသူ့ရဲ့တုန်ခါမှုကဧရိယာကျပြန့်စွာတက်ရောက်နိုင်ပါတယ်ဒါကြောင့်ဟာခါဖလန်တီးတိန်ကလေးတမူစားတဲ့ဒေသတွေကမိတ်ဆွေများလည်းသတိထားဖို့လိုအပ်နေပါရဲ့ရှင်။ Okay အခုလိုသတင်းတွေနားထောင်ပြီးစိုးရိမ်စိတ်တော့ဝင်သွားနိုင်ပါတယ်။ဒါပေမဲ့ကျမတို့ရဲ့ပညာရှင်တွေကအဓိကတိုက်တွန်းထားတာကတော့ကြိုတင်ပြင်ဆင်ခြင်းသာလျှင်ကျမတို့ရဲ့အကောင်းဆုံးသောကာကွယ်ရေးဖြစ်တဲ့ဆိုတဲ့စကားပါပဲ။ထိုင်ပြီးစိုးရိမ်နေုံနဲ့ဘာမှမထူးကြပါဘူး။ကျမတို့လုပ်ရမယ့်အချက်၄ချက်ရှိပါတယ်။ပထမဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့ကျမတို့နေထိုင်နေတဲ့အဆောက်အဦတွေရဲ့ခန္ဓာရည်အားပါဒါကဘာလို့အရေးကြီးဆုံးဖြစ်နေရတာလဲဆိုတော့
ငလျင်လုံးလို့လူတွေထိခိုက်သေးဆုံးရတာလဲပြိုလာတဲ့အစာအုပ်အပိုင်းအစတွေကြောင့်ပါဒါကြောင့်ငလျင်တန်းခံနိုင်တဲ့အိမ်ဟာကျမတို့ရဲ့အကောင်းဆုံးအသက်ကယ်အိမ်ကြီးဖြစ်ပါတယ်အဓိကအားဖြင့်ရန်ကုန်ပဲခူးမန္တလေးနေပြည်တော်တောင်ကြီးနဲ့တခြားစကိုင်းပြည့်ပြည့်နဲ့နီးတဲ့မြို့တွေကမိတ်ဆွေတွေအနေနဲ့ကိုယ့်ရဲ့အိမ်တိုက်ခန်းအထူးသဖြင့်ဆယ်စုနှစ်တွေချီပြီးတက်တန်းရစ်နေပြီဖြစ်တဲ့အဆောက်အဦတွေဆိုရင်ပို့ပြီးတော့သတိထားဖို့လိုပါတယ်ကို့ဘာသာနေရန်ကအကြောင်းလေးတွေကြည့်နေုံနဲ့မပြီးပါဘူးလိုင်စင်ရကျွမ်းကျင်တဲ့မြေငလျင်တန်းခံအင်ဂျင်နီယာတွေနဲ့မဖြစ်မနေတိုင်ပင်ပြီးဆွေးနွေးပါသူတို့ကအဆောက်အဦရဲ့မူလဒီဇိုင်းကိုပြန်စစ်မယ်ကွန်ကရစ်ရဲ့ခိုင်မာမှုကိုစစ်ဆေးမယ်လိုအပ်ရင်ငလျင်တန်းခံအားဖြည့်တင်တဲ့နည်းတွေလုပ်ဖို့အကြံပေးပါလိမ့်မယ်စစ်ဆေးကားနဲ့ပြင်ဆင်ကားကငွေကုန်ကြီးကြများနိုင်ပေမဲ့ဒီငွေဟာသင်ရဲ့အသက်ကိုကယ်တင်မဲ့အရေးကြီးဆုံးရင်းနှီးမြှုပ်နှံမှုပါလို့အလေးနဲ့တိုက်တွန်းချင်ပါတယ်စိုးရိမ်စိတ်နဲ့နေရတာထက်စိတ်အေးလက်ရေးနေရဖို့အတွက်ချက်ချင်းစဉ်းစားကြပါအဆောက်အဦကခိုင်မာတဲ့ထောင်းတော့ရုတ်တရက်ချိန်တွေမှာဘာလို့ရမလဲဆိုတဲ့အစီအစဉ်ကလည်းအသင်းရှိနေဖို့လိုပါတယ်ဒီအချက်ကိုတော့အခုပဲစပြီးထားလို့ရပါပြီပထမတစ်ခုကတော့အရေးပေါ်ကြီးပြင်ဆင်ရမှာပါဒါကတော့ငလျင်လောက်ပြီးအိမ်ကနေချက်ချင်းထွက်ပြေးရတဲ့အခါအသက်ရှင်သန်မှုအတွက်အနည်းဆုံး82ရာခိုင်နှုန်းအတက်ဖြစ်စေချာစွာစောင့်ကြည့်လို့သာမကိုရှင်သာအမှားအမှုတွေဆောက်ဆန်းစားနိုင်တယ်ဥပမာစီချက်လက်စစ်စစ်မှာပို့တယ်ဂျန်နီပါဝါဘက်ဗတ်တီတော့နေတယ်လို့ပြောနေတယ်ဆန်ရတာရောဒီကားမှာမသိကြပါဘူးဒါအပြင်နေ့စဉ်တောင်းရတဲ့စီးပွားရေးရှင်းနေတာဖြစ်စီနေတဲ့အဆုံးနဲ့အားပါဒီတော့ဒီရဲ့အရေးကြီးဆောင်ရွက်တွေလည်းဒီလုံတဲ့အိတ်ထဲကိုထည့်ထားပါအဲ့ဒီအိတ်ကိုအိမ်ကနေအမြန်ဆုံးထွက်နိုင်မယ့်နေရာဥပမာတကားဝနာအိတ်ခမ်းရဲ့ခေါင်းရင်းသားမှာအသင့်ထားပါပြီးတော့ငလျင်လောက်ပြီးဆိုတာနဲ့ငုံကွယ်ခိုင်မြအောင်ကိုင်းဆိုတာကိုပဲအရင်ဆုံးလုပ်ပါအဲ့ဒါကိုကလေးတွေနဲ့တကမိသားစုလိုက်အိမ်မှာအစမ်းလေးကျင့်ထားပါဘယ်နေရာကပို့ပြီးလုံခြုံလဲဆိုတာကိုလည်းကြိုတင်ရွေးချယ်ထားပါဒါအပြင်ငလျင်လောက်ပြီးရင်ဖုန်းလိုင်းတွေပြတ်တောက်နိုင်တာကြောင့်တယောက်နဲ့တယောက်လူစုခွဲသွားတဲ့အခါအဆက်အသွယ်ရဖို့မလွယ်ပါဘူးဒါကြောင့်လုံခြုံတဲ့ကွင်းပြင်ပန်းချံဒါမှမဟုတ်ကားပါကင်လိုမျိုးလုံခြုံတဲ့နေရာတစ်ခုကိုမိသားစုစုရအဖြစ်သတ်မှတ်ထားပါဒီလိုအချက်တွေကိုတူးချင်းပြင်ဆင်ုံတဲ့အချိန်မလုံလောက်ပါဘူးရှင်တဘာဝဘေးရနေဆိုတာရွာတစ်ခုလုံးရဲ့ပြဿနာပါဒါကြောင့်ရွာအစ်စ်မှာလည်းစီစဉ်လုံးလုံးလှုပ်ဆောင်မှုလိုအပ်ပါတယ်ရက်ကွက်ထဲမှာအကူအညီပေးနိုင်မဲ့လူတွေစီးပညာကျွမ်းကျင်သူတွေအင်ဂျင်နီယာလေးတွေပါဝင်တဲ့အဖွဲ့ငယ်လေးတွေကိုဖွဲ့စည်းဖို့စတင်စဉ်းစားပါနောက်ပြီးတော့ရက်ကွက်တစ်ခုလုံးအတွက်ဘေးရန်ရဲ့ကင်းနဲ့စုရက်နေရာတွေကိုအလုံးသိအောင်ကြော်ညာသတ်မှတ်ထားပါရက်ကွက်ထဲမှာဓာတ်ဆီရေကားဒါမှမဟုတ်စေဝါတွေလိုအပ်လာရင်ဘသူစီမှာပါရှိရဲဆိုတာကိုအရေးပေါ်အခြေအနေတွေအတွက်အစင်းရလောက်ထားဖို့ကြိုးစားပါနောက်ဆုံးအနေနဲ့ကိုယ့်အိမ်သားကလမ်းတွေတရားတွေတက်တန်းရင်တွေရဲ့အစာအုပ်တွေရဲ့အခြေအနေကိုစိတ်ကူးနဲ့ကြိုတင်ဆန်းစစ်ထားပါငလျင်လောက်ပြီးရင်ဘယ်လမ်းတွေပိတ်နိုင်လဲဘယ်နေရာတွေကအန္တရာယ်များနိုင်လဲဆိုတာတွေကိုကြိုတွေးထားတာဟာအချိန်ကုန်သက်သာစေပါရဲ့ရှင်အရေးကြီးဆုံးကတော့ဒီနေ့ငလျင်လှုပ်မယ်မနှက်ပြန်ပေးမှလှုပ်မယ်ဆိုတဲ့အခြေမြင့်မရှိတဲ့ကောလာဟာလာတွေကိုလုံးဝမယုံကြည်ပါနဲ့ငလျင်ကိုဘယ်သူမှတိတိကျကျကြိုပြီးမခန့်မှန်းနိုင်သေးပါဘူးကျမတို့ယုံကြည်အားကိုးရမှာကမိုးလေဝသစကားဌာန USGS နဲ့ပညာရှင်တွေရဲ့သိပ္ပံနည်းစာသုံးသပ်ချက်တွေကိုပဲဖြစ်ပါတယ်ဒီကုန်းချုပ်အနေနဲ့ပြောရရင်ကျမတို့ဟာတဘာဝဘေးရန်တွေကိုလုံးဝရှောင်ရှားလို့မရနိုင်ပါဘူးဒါပေမဲ့ကြိုတင်ပြင်ဆင်ခြင်းအပြင်ပျက်စီးဆုံးရှုံးမှုတွေကိုအတိုင်းအတာတစ်ခုထိတော့ရှော့ချနိုင်တယ်ဆိုတာကိုမမေ့ပါနဲ့ဒီသတင်းကိုနားထောင်ပြီးတဲ့နောက်မှာစကွင်းစိတ်ထက်ပြင်ဆင်ခြင်းစိတ်ကိုသာဦးစားပေးပါလို့တိုက်တွန်းရင်အချိန်ရှိအောင်မှာအားလုံးတက်ညီလက်ညီပြင်ဆင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်